Ali, oh, Ramzan,
He
So
तो बहते हैं आँखों से पाए हम चल गए देख हाथ धर के सर पर रोज़ेदारों करो पर पवादम चल गए देख हाथ धर के सर Mati pula, tidak, oh, babi boleh
အောင်ကျွန်တော်တို့မမီသေးဘူးကျွန်တော်တို့ကနေ့နဲ့ခန္ဓာသွားပြီးတော့စာပတ်လာသူကဘုံမောင်လာတာတွေမရှိနေကြတဲ့ကမန္တလေးမြို့မှာနိကားရအများကြီးဖတ်တယ်ဇနာစာတွေများဆရာတော်ပဲဒီသူရဲ့ကျေးဇူးတရားတဲ့ကျွန်တော်တို့အပေါ်မှာရှိတယ်လို့ကျွန်မဒီအားလုံးပေါ်မှာလည်းပဲပြင်းနေဆိုတာဘာလို့လဲခင်ဗျာ။ကောင်းတာတော့သားတွေပြောမယ်ကျွန်တော်တို့မောင်လာတာမြေစာစရိုင်းနဲ့กินနေတယ်မင်းတို့အဖေကြီးဒီကာပတ်ပြီးကြတာဒါကြောင့်မင်းတို့မူလာမင်းတို့လည်းกินဖို့မရှိဘူးတော့လားဆိုတော့မောင်လာတာမြေစာစရိုင်းနဲ့တော့တော့ကောင်းမာမွန်ဒေါက်တာ MH ဒေါက်တာရှရာဇီအတွက်တော့ကောင်းမာမွန်လူဟာဒီမာမွန်မာဒေါခဒီဇာမာမွန်ယူဆုဖ်မာမွန်မာဒေါဖရီဒါမာမွန်ဆီယာဟဆန်ဘိုင်မာမွန်မာဒေါရှာဒဝါနူမာမွန်ဂျာဖာမာမွန်ဘူရအဒီအတွက်ကိုအလဟမ်ကောင်းတဲ့ဘုရားတော်တော်ပါပါဆရာZiyaret ne şabi kadar bule ve afiyet cemcem amane bilo nege tawfik ko bitna ro Zawat
ဒီနေ့ဘာလို့ကျွန်တော်မောင်လာရဲ့ရှာတတ်ပါတခါလေစိတ်ရောကိုဘာလို့မပါနိုင်တာလဲအလ္လာဟ်တောဖီမပေးနာမေပို့တာပို့တာအလ္လာဟ်ဘောတူမရောက်တာအများတို့ပဲပြောတယ်အလ္လာဟ်ကိုအရှင်မြတ်တဘောမတူရင်မြေမုံတမုံတော့ဘာလဲအလ္လာဟ်ဘောမတူလို့မစစ်တဲ့တော့လာလွေးအလောကီမှာကျွန်တော်ရင်ထဲကချစ်တယ်ဒီမှာမလီကိုရင်ထဲကနေပဲခမင်းစားတဲ့တဲ့ယူမစားတဲ့တဲ့ရတခါလေးကအချစ်ဆိုတာဘာလို့ လဲထုတ်ဖို့ပြတာရတယ်ဒီလားရင်မတ်တဲ့ကချစ်တယ်ဆိုရင်မတ်တဲ့ကချီရအောင်ကကျွန်တော်တို့ရဲ့နေပေးမှာနားနေနားတယ်လို့တရားမှမရှိဘူးကြည့်တာမင်းမောင်လာလီကိုချီရင်နေပေးဖြတ်လို့ဖြတ်လိုက်တာဘာဖြစ်လို့မောင်လာကလေးစလာမ်ကိုချစ်တာတခြားလူချစ်တာမဟုတ်ဘူးဂျန်နတ်နဲ့ဂျဟန္နမ်ကိုပိုင်ဆိုးတဲ့လူကိုချစ်တာအောက်စီကောင်းဆက်ကိုပိုင်ဆိုးတဲ့လူကိုချစ်တာကဘရဲ့ညမှာလာပြီးတော့ဦးကောင်းတင်ပေးမယ်ပိုင်ရှင်ကိုချစ်တာချစ်တယ်နမားဖတ်တယ်မရဘူးဒါပဲနမားဖတ်တိုင်းလည်းမရဘူးအချစ်ဆိုတာဒီနေ့အလ္လာဟ်ကိုရှင်ကကိုခင်ဗျားတို့ချစ်တယ်ဗာနဲ့တက်နေကြတယ်ကဲမွတ်စလင်တယောက်ဖြစ်တယ်ဗာနဲ့တက်နေကြတယ်နမားဖတ်ကြတယ်ဟုတ်တယ်ရိုဇာဟတ်ချ်လုပ်ကြတယ်ဟုတ်လားအလ္လာဟ်ကိုရှင်ကတည်တယ်ဒါလည်းမလုပ်တယ်အလ္လာဟ်ကိုယဉ်နေရတယ်ချစ်ပါလားဘာလို့နမားဖတ်ကြဘာလို့ရိုဇာထားကြဘာလို့ဟတ်ချ်သွားကြဟတ်ချ်တော့အချိန်ကြီးမှာပြောသွားတယ်ဇကာတ်ကိုဘာလို့အချိန်ကြီးပေးတာတခါပဲပေးရပြီပေါ့နေ့စဉ်နေ့တိုင်းစကားမပေးဘူးလားဒီတော့နေ့စဉ်နေ့တိုင်းမှာအေးပေါ်လာတဲ့ကြောင်စာကြရိုဇာထားဘူးလားနေ့စဉ်နေ့တိုင်းမောလာရဲ့ရှာတတ်ကြောင်ကျွန်တော်တို့ဟာအရှိအတိရဲ့ရှိအားတွေပါဆိုတာလုံရနဲ့တက်တယ်ပြကျွန်တော်တို့ကဘာမှမမရှိဘူးအလီကိုချစ်လို့မင်းတို့ကိုတတ်မယ်ဆိုလေအလောင်းရှင်ကတော့တတ်တာရှင်တာကမင်းတို့လည်းတတ်မှာမဟုတ်တတ်လို့ကိုတည်နေမှာလေဒီမှာပဲဆိုတော့ကျွန်တော်တို့ရှိမှာအများကြီးပြည်ဘာသာရေးနဲ့ပတ်သက်တာဘာလို့လဲဘာသာရေးဟာကျွန်တော်တို့ကကြားပါတယ်ကွာကိစ္စမျိုးပြီးတဲ့ဗဇာတ်တွေတော့အလ္လာဟ်ကဘလို့ရဆူလဘလို့အီမာမ်ကဘလို့အဲ့ဒါတွေပြောပြမယ်ပြီးရင်လုံရနဲ့လက်တွေ့နဲ့ရှာတာအဲ့ဒီလိုမပြောကျွန်တော်တို့မလူလေးပဲမောလာလီအလိုင်ဆလာမ်ရဲ့ရှာဟဒတ်ကြီးကမင်းမိတော့မှာမဟုတ်ဘူးကျွန်တော်တို့မလာလေးပဲမောလာရဲ့ရှာဟဒတ်ကမင်းမိတော့ကျွန်တော်တို့လာတော့လေမောလာရဲ့ရှာဟဒတ်ကမြင်သွားမှာမဟုတ်ဘူးမောလာရဲ့ရှာဟဒတ်ကိုအာလမ်မှာရှိတဲ့တစ်ပင်ပန်းမှာပင်လေသမုတ်တရားမြင့်တဲ့အားလုံးကဒီနေ့ညမှာမလို့နေတာကျွန်တော်တို့ကတာမူပြီးတော့အပြင်တော့ဒါလေးဟုတ်တယ်မလားပြောပြတာကျွန်တော်ဟုတ်လားဒါပေမဲ့တစ်ပေပန်းမှာပင်လေသမုတ်တရားကြီးငယ်အားလုံးဟာဒီနေ့ညမောင်လာရဲ့ရှာဟာဒတ်ပေါ်မှာအတိညာမဲ့တဲ့တလိဆန်အတိညာမရှိတဲ့ပင်လေသမုတ်တရားတော့ငိုကြွေးတဲ့မောင်လာရဲ့ရှာဟာဒတ်ပေါ်မှာငိုကြွေးတဲ့ကံပြတယ်ဆိုရင်ကျွန်တော်တို့ကအတိညာလည်းရှိတယ်အတိညာရှိရတယ်ပြည်တယ်ဘာလို့မလုပ်တာယုံနေတယ်ကျွန်တော်မောင်လာရဲ့ရှာဟာဒတ်ကမယုံစိတ်ကတာစားဖြစ်တယ်လေတိဖြစ်လာလက်ပတ်ဆက်ဆက်ကလေးနှလုံးသားရှင်းတာလားနှလုံးသားရှင်းတာမဟုတ်တဲ့ဘုရားမရဲ့အစားသားတွေအောင်စိတ်ကအစားသားတွေပေါ်လာရအစားသားတွေဒီနှလုံးသားကိုရှင်းတာအောင်လုပ်တာအလ္လာဟ်ရှင်ကကုရ်အာန်ထဲမှာနေတယ်မင်းတို့ရဲ့နှလုံးသားကိုယုံကြည်စိတ်ချအလာဇီကရ်လာဘီတတ်မအင်နလ်ကူလူအလာဘီဇီကရ်လာတတ်မအင်နလ်ကူလူမင်းတို့ရဲ့နှလုံးသားတွေကိုငါအလ္လာဟ်ရဲ့ဇီကရ်နဲ့တည်ငြိမ်အောင်လုပ်ကြစားရလားမစားရဘူးလားတောက်ရလားမတောက်ရဘူးလားသွားရလားမသွားရဘူးလားဒါကလည်းသဝေကောင်းမှဖြစ်နေတယ်အလ္လာဟ်ရှင်ကကုရ်အာန်အာယတ်ချပြီးအလာဘီဇီကရ်လာအာဘာရှိတတိထားတော့မင်းတို့ရဲ့နှလုံးသားတွေကိုအလ္လာဟ်ရဲ့ဇီကရ်နဲ့ယုံကြည်စိတ်ချအေးမြအောင်လုပ်ကျွန်တော်တို့လည်းဒီကျွန်တော်တို့ရဲ့နှလုံးသားကိုမောင်လာရဲ့ရှာတတ်တဲ့အေးမြအောင်လုပ်နေရှာတာအဘယ်ရဲ့တန်တဲ့တို့ကျူးစာမောင်လာရဲ့အကြောင်းကျွန်တော်တို့ကရှီယာယာနဲ့အရင်ဖြစ်တဲ့အတွက်အာလမအများကြီးမွတ်စလင်တွေရှိတယ်မောင်လာကိုလက်မခံတဲ့လူတွေရှိတယ်လက်ခံတဲ့လူတွေရှိတယ်မောင်လာကိုသရုပ်ထနေရာမှာထားပြီးတော့မှလက်ခံတဲ့လူတွေရှိတယ်ကျွန်တော်တို့ကတမန်တော်
ရဲ့ရဆူလလာဝါခလီဖတ်တာဟူဘေနာဖတ်လေဘေနာဖတ်ဆိုတော့ရဆူပြီးတဲ့နောက်ပိုင်းချက်ချင်းဘဒူမကွာဟာမရှိရအဲ့တော့ဘေနာဖတ်လူကမဟုတ်ဘူးမောလာလီလိုင်စလာအဲ့ဒါကြောင့်မောလာလီလိုင်စလာကိုစရုပ်ချမှာပဲဒါတာပထမပဲဒါတာကျွန်တော်တို့ကပထမပဲဒါတာသူကစရုပ်ထားပဲဒါတာမောလာရဲ့ဒရဂျာကမြင့်တယ်မြင့်မတော်ဘူးနှိမ့်တယ်ဘာလို့အလ္လာဟ်ရှိမြတ်ကအစားကြဲကဘာလို့ထားတာလဲအလ္လာဟ်မြင့်တင်တဲ့အရာကိုဘယ်အင်ဆန်ကလာပြီးတော့မှဆွဲချနေတာတော့ရှိတာရှိပါမယ်အလ္လာဟ်ရှိမြတ်မြင့်တယ်လားဒီနေ့ကျွန်တော်တို့မောလာရဲ့အစားသားပြီးလုံးနိုင်တာကအလ္လာဟ်နှလုံးသားထဲမှာစာနာထောက်ထားတနာကျင်နာတဲ့စိတ်ထဲပေးထားလို့ဒီနေ့မျက်လုံးကနေရည်ကြတယ်အများကြီးနှလုံးသားပိုင်ရှင်အများကြီးပဲအများကြီးပဲရှိရတယ်အများကြီးပဲကမတော်ဇဘတ်ရှာဟာဒီစနေတိုင်းတော့ပြန်စားတာပြီးသွားတယ်အကြောင်းတော့ပါဟိုအလ္လာဟ်ရှိကိုရှုကိုလုပ်ရတယ်ရတာကျွန်တော်ရဲ့ဘောကျွန်တော်ရဲ့တားမြင်နေစတယ်မောင်လာရဲ့ရှာဟာအဲ့ဒါကြောင့်အာလမ်မှာအဒီရဲ့မစလူမီယတ်ကိုနားမလည်ရင်ဒီမောင်စိတ်နဲ့မစလူမီယတ်ကိုဘယ်လိုနားလဲမှာတော့အရင်ဆုံးကမောင်လာလေးကမောင်လာရဲ့မစလူမောင်လာရဲ့ရက်စက်ခြင်းခံရတာမောင်လာရဲ့ဟတ်ကိုလူယူခြင်းခံရတာအဲ့ဒါတော့နားမလည်ကျွန်တော်တို့ကအီမောင်စိတ်ကဘလူပါအီမောင်အလီကဘလူပါအလ္လာဟ်ကဘလူပါအားမလေးလို့လေဆိုတော့ဘုရားတစ်ခါတည်းကြာရင်လုတ်ရက်နဲ့တက်တည်ရတယ်မောင်လာကိုရှင်ဒီနာတို့အဇတ်အလီအလိုင်ဆလာမောင်လာနဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ဆိုတခါလေးတက်အဇတ်ကနေအလီအလိုင်ဆလာအလီအလိုင်ဆလာနာအလီအလိုင်ဆလာမားတယ်မခေါ်ရဘူးမောင်လာအလီအလိုင်ဆလာအဲ့ဒါကိုခေါ်တယ်ရဆူလ်ရဲ့ဆွန်နတ်ဆူဘာနလ္လာဟ်ဆူဘာနကျွန်တော်တို့ပြောတာမဟုတ်ဘူးကျွန်တော်ပြောတာမဟုတ်ဘူးရဆူလ်ရဲ့ခုဒါပါဆလ္လာလာဟူအလိုင်ဝါလီဝဆလမ်ယဒီလေခုမမန်ကွန်တိုအလီလို့ပြောတာမဟုတ်ဘူးမန်ကွန်တိုမောင်လာလို့ခေါ်ပါရဆူလ်ခုဒါကကိုယ်တိုင်ကဘီမှာမောင်လာလို့ခေါ်ခဲ့တာအတိတ်ပဲဘာပဲပြောပြောကြိုက်တာတော့တော့တယ်မောင်လာဆိုတဲ့အတိတ်ပဲကိုတော့ကောင်းတော့ဆိုတာတော့ဟာလာဆလာတ်ပြောပြမယ်ဒီပြီဆိုရင်မောင်လာနေလိုက်စလာမ်နဲ့အမ်ဘီယာပါလေဆိုတာကိုပြောပြမယ်ဒီပြီဆိုရင်ကိုရောမြတ်ကြီးရှိနေတဲ့အချိန်မှာဘယ်လိုခံစားခဲ့ရတယ်လဲကိုရောမြတ်ကြီးမရှိတဲ့နောက်ပိုင်းမှာဘယ်လိုခံစားခဲ့ရတယ်အဲ့ဒါလေးပြောပြီးတော့အင်ရှာအလ္လာဟ်များတို့ပဲတို့အားတောင်းပြီးနိုင်တာတို့အားမရှိတယ်တို့အားဒီမုံမင်ရဲ့လက်နဲ့ဖြစ်တယ်ဒီတို့အားလေးကိုဖြစ်လို့ရပါတယ်ကွာဘာလို့ကျွန်တော်တို့တို့အားတော့မဖြစ်တာလဲညာတို့တို့အားလေးတောင်းကြတယ်ကျွန်တော်လည်းတောင်းပါတယ်ခင်ဗျားတို့လည်းတောင်းတယ်ခါမင်းကျရင်ရှိုင်တာနဲ့စိတ်ကဝတ်ဝတ်စားတော့ဝင်လာဘာလို့ငါတို့တို့အားလည်းတောင်းဆိုတော့အတော်ရှင်များလက်မကန်လာတယ်ကျွန်တော်တို့အနာကိုအရင်ဆုံးမမေးရဘူးအရင်ဆုံးကျွန်တော်တို့မေးရမယ့်စကားလေးတစ်ခုမဲ့ဘာဖြစ်လို့ငါခူရှုနဲ့ဘာဖြစ်လို့ငါယုံကြိုးပြီးတော့မှအနာရှိချိုးအားမတောင်းတာလဲဘာဖြစ်လို့ငါကိုနှိမ့်ချပြီးတော့ဘာဖြစ်လို့ကိုအားမတောင်းတာလဲတာဒါလို့အန်ဝါခူဖီယာတန်ယာနီယုံကြိုးပြီးတော့အားတောင်းကြည့်အနာရှိမှာပဲဒီနေ့မစားရဘူးမကြည့်ဘူးဘာပြောတာကြီးလဲဒါအတူရှင်ရဲ့ကြတယ်အလ္လာဟ်ရဲ့မဆလာမှာမျက်ရည်ကြလို့ကျွန်တော်တို့မျက်ရည်မရှိဘူးမျက်ရည်မရှိဘူးခါနေတယ်ကျွန်တော်တို့ကိုလိုချင်တဲ့အင်ဆာအချင်းချင်းမှာမျက်ရည်အော်တိုမက်တစ်ကြလာတယ်မောင်သားရဲ့ရှာတတ်မှာမျက်ရည်မကြဘူးဖြစ်တယ်အလ္လာဟ်ရဲ့ရှိမှာမျက်ရည်မကြဘူးအဲ့မျက်ရည်ပဲရောက်နေတာလဲကျွန်တော်တို့အဲ့ဒီတော့ရှိတာနော်တိုင်းအဲ့ဒါတော့စကားပုံလေးတစ်ခုရှိတယ်ဒီကမိချောင်းမျက်ရည်ကြားလိုက်မိချောင်းမျက်ရည်ဆိုသိတယ်ချ
ချို့လူတွေကမိကြောင်းကြီးချကြတယ်ရတဲ့ချိန်တိုင်းရတဲ့ချိန်တိုင်းအဲ့ဒီမျက်ရည်စစ်မှန်တဲ့မျက်ရည်ကလာရှိမှချတယ်ဒီနေ့ဟာဇတ်မောလာအလီလိုင်ဆလာမ်ရမ်ဇန်တန်တာလိုက်တဲ့ငါကြီးရဲ့ကဘာပြီးစားချင်လိုက်တာကြီးရဲ့ခါတော့မရှိတဲ့သူကနတ်ရားနဲ့လောက်လာတဲ့ဒီကြီးရဲ့ဆိုတာဒီစိတ်နှလုံးပေါ့အဲ့ဒါလောက်ကတော့ဉာဏ်စားချင်တဲ့စတာရှိအဲ့ဒီတနည်းကြပါလေအဲ့ဒီနတ်ရားလေးနဲ့အဲ့ကြီးရဲ့လေးစားဖို့တနည်းကြပါတနည်းပြေတော့ရမ်ဇန်နဲ့အစ်တာအချိန်မှာပဲအီမာမ်ဟဆန်အလိုင်ဆလာမ်ကဘာတနည်းတော့ကြပါလေဒီအစ်စားဖို့အတွက်အစ်တာအချိန်မှာချပြီးတဲ့အခါတကားခောက်တယ်စာရင်တယောက်ရောက်လာဆလာမ်ပေးတယ်ကျွန်တော်စာရင်မှာကျွန်တော်ဖကီမှာရိုဇာအချိန်မှာရောက်လာတော့မောင်းလာတယ်ဒီတာဆန်उसको दे दो मेरा वो विना किया बाबा दाली साहब ने तन्नी टाउन जागे रे फकीर को बिना या है मौला अली सलाम कुरान आयत हमें हमें लन तनालुल बिर्रा मिम्मा तुहिब्बू को भाचे ने तेरे अल्लाह अल्लाह बिना मौला अली सलाम अय्या साथ में तन्नी टाउन सब जागे रे जिगर कबाब को रोजाना अच्छे वाक़ई में चेमा सारे यौना ने पीना है कुरान आयत हजारे लन तनालुल बिर्रा हत्ता मिम्मा तुनफिकून जो चीज मुझको पसंद है उसको अल्लाह के राह में दे दो अब हुआ जाओ यार वो बात मचाई पीला लगा पीला दाबाव में पीला मौला मुझे आदम भी खाएगा मोहू आदम कुरान मारे बारे आदम इतिहास तो नामी दादू ना छे ना बाजे जो भी रो ए मक्का ए ना से मते में चलो रो नामू ने मीनू ने मधुरा एरा नामू का पीर है सुना नामू ये पिता आदम का अल्लाह या कोमा तवक्कुल सी है अकेलो चलो पीला है चलो मीता हुआ है मालूम है अभी वाले मौला ना ये ईमान के लिए सी है बलू साहब अब ना रो अको मबी खाऊ तयासी ने से रो अल्लाह ये लमा पीला चाहिदा को भी मचाइदा को मबी ने नौ मौला अली सलाम मसाला या ना मौला ये अखलाक मौला ये इबदामा चीनू को या को में जारिता पाइशे चलो को तेगा साले को भी द्वारे एरा देखो इंशाल्लाह बाय भी को अत्ता नाई जो भी को नौ सो कौन है या चेक के ने हुए था रे साइन दिया लो मैं या ना हूं या को बिना माशी ने भाई साला का इसमें था तो वो चीज है मौला के नंबर सवाल पर अल्लाहुम्मा सल्ली अला मुहम्मद व आलिहि तनी जासदी जुरा क्रिश्चियन ये पहुंची हजरत मौला अली सलाम का मुझे याद है या अली अतीनो ये कुरान ने मा पाले जनो फके यार अल्लाह बेकिया मसूशी दे यानी अल्लाह ये मीना रेबे मीना माशी दे यानी जनो एरा नाम ले जनो को शिया कुरान ने मा पाले अल्लाह शिया का बेकिया मसू मीना नारे क्रिश्चियन का याद भी मौला अली सलाम को जासदी का को ये नाम है अति खेंगला मिशोरा मिमुला के गाजरा मौला अली सलाम का मेरे ए जासदी अली मीए अली या बेबे माशी दे बेबे को ले खा ले अली मीए अली या यानी मीए अली या निया दारे ये ले मा शीदे दुनिया ये मीए अली या नो बिन बीचे लो मया तो सच्चा वाला फ्रांसीसी ये बिना को माता मौला अली सलाम का दुनिया उपमा पीरे का न्याय में मीदलाओ ने उपमा पिया कोनी तू दावे चलो दिने क्यों रे बना दुनिया को न्याय में मीदलाओ ने हो अब लो मौला अली सलाम का ये गिरा तू ये नहीं आमा क्या में अकेले चलो ये टाइम मौला ये शहादत का ये
ဒီနေ့မှာဒီစပယ်မဲ့ပြီးဆိုရင်အလံလေးကရှင်မဲ့ပြီးဆိုရင်အာမာလေးတွေရှိတယ်ဘာပဲဖြစ်ဖြစ်အများကြီးဟောတာတဲ့ဘာလေးကိုရတာတဲ့အဲ့ဒါကိုပဲအကောင်းဆုံးတကယ်ကောင်းပြီဒီမှာလူငယ်လေးတွေရှိတဲ့တာရကလေးတွေဘုဒ္ဓကအနေနဲ့ကျွန်တော်ပြောပြမယ်ဆာလာတ်မဟာအကူညီတောင်းတာငါရဲ့တင်ဟံမေကြောက်သွားတယ်သူကဒီတော့ချောင်းနေပြီး
ရအောင်ဘာမင်းနာစီလိုက်ရရှိတယ်နတ်ဆောင်ဒီကအလ္လာဟ်ဘာသာတဲ့ဘာမင်းနာစီလူသားတွေထဲမှာမိုက်ရရှိရောက်ကြတယ်နတ်ဆောင်ဒီကအမာရဘာဒ်လာအလ္လာဟ်ဂျင်းနတ်တဲ့မူရရင်အတွက်ကိုမိမိရဲ့အတက်ကိုစနေပေးကြတယ်မိမိရဲ့အတက်ကိုဆွတ်လို့ပြလိုက်ကြတယ်အင်နာလာအလ္လာဟ်ရအူဖ်ဘင်အီမာအဲ့ဒီလိုကြည်ကြုံနေကိုအလ္လာဟ်ရှင်ရဲ့အလုံးမင်းတနာကျက်တာဒါကုရ်အာန်အာယတ်ဆိုတော့မောလာလီအလိုင်ဆလာမ်ရဲ့ခင်ဗျားကဖတ်သွားတာကဒီအလေးပြဓမ္မတော်မောလာအလိုင်ဆလာမ်ပြောပြမယ်လေခဏလေးဆော်လုံးမှာပေါ့ဒါမှတိမှာဘယ်သူကရောင်းတယ်လဲဘယ်သူကဝယ်တယ်ဒီတိုင်းပဲကုရ်အာန်အာယတ်ကဝမင်နန်နာစီမိုင်ယရှရီနဖ်ဆောတိကာမိမိရဲ့နဖ်ကိုရောင်းလိုက်တယ်ဘယ်သူလဲမာရဒါဒ်လာအလ္လာဟ်ဂျင်းနတ်ကိုတွေ့ဝါလာဟူရအူဖ်ဘီလ်အီဘာဒ်အလ္လာဟ်ဂျင်းနေကိုတနာမောလာကခင်ဗျားတို့မှာဒီမှာလေဟောင်းပြီးပြောပြတနည်းဆောင်းအားဆိုတဲ့ပုဂ္ဂိုလ်ကအဇတ်မောလာအလီလိုင်ဆလာမ်ခါလို့ရောက်တာယာဒီနဲ့ကျွန်တော်မင်းကိုလေးလေးကားပြီးတော့အလီကိုမေးချင်တယ်ရပါလားရတယ်ပြီပါယာဒီနဲ့အတင်မြတ်တလားအဇတ်တဲ့အာဒမ်မြတ်တလားအတင်မုံမြတ်တလားအဇတ်တဲ့အာဒမ်မုံမြတ်တလားဆိုတော့မောလာအလီလိုင်ဆလာမ်ကဘာမေးလဲဆိုရင်ဆောင်းအားအဇတ်တဲ့အာဒမ်နဲ့အဇတ်တဲ့နူအလိုင်ဆလာမ်ဘယ်သူမြတ်တယ်လဲဆိုတော့အဲ့ဒီပုဂ္ဂိုလ်အဇတ်တဲ့နူအလိုင်ဆလာမ်အဲ့ဒီလူနဲ့တော့နိုင်ရှင်အဲ့ဒီပုဂ္ဂိုလ်နဲ့ကတော့နိုင်ရှင်ဆိုတော့အဲ့ဒီမှာအဲ့ဒီလူကဆောင်းအားဆိုတဲ့ပုဂ္ဂိုလ်ကဘာပြောလဲဆိုတော့ယာလီနောက်ပိုင်းပြဿနာဖြစ်လာမှာနော်ကျွန်တော်ကမေးလို့ဇက်တိုက်မေးမှာနော်ယာလီမဖြစ်နဲ့အတင်မေးစရာရှိတာမေးငါဖြေစရာရှိတာငါဖြေရမယ်ငါဘယ်သူလဲသိတာမသိဘူးအနာမဒီနတ်တုလ်အင်ဘာအလီယွန်အာမရဆူလ်ပြီးတဲ့ပြင်အကောရှိတာဆိုတော့ကောင်းပြီယာလီမေးဆိုကျွန်တော်မေးပြီးတော့မေးအတင်နဲ့နူအလိုင်ဆလာမ်နဲ့ဘယ်သူမြတ်တယ်မောလာနေလဲဆောင်းပန်းဆိုတာတကယ်ဒီတိတ်ကျပညာရှင်တော့ယာလီအတင်နဲ့နူအလိုင်ဆလာမ်ဘယ်သူမြတ်တယ်မောလာနေလဲဆလာမ်နဲ့ငါမြတ်တယ်ယာလီအတင်မဲအပေါ်မှာမြတ်တာလေအေးဆောင်းအန်မတ်ထားပါနူအလိုင်ဆလာမ်သူ့ရဲ့ကောင်းကိုသူနောက်ဆုံးငါကြည့်ပြီးတော့လက်ပြပြီးတော့နတ်ဖီလုပ်တယ်ယာလာကျွန်တော်ရဲ့ကောင်းကိုရုပ်သိမ်းပါဆိုတော့အလ္လာဟ်သူဖာနဲ့ရုပ်သိမ်းလိုက်တယ်အားလုံးကိုအသာပေးလိုက်တယ်ရဆူလ်မရှိတဲ့နောက်ပိုင်းမှာ25နှစ်ငါရဲ့ဥမ္မတ်တွေဒုက္ခပေးခဲ့တယ်ငါတိခံခဲ့တယ်ဘဒုအပေါ်မှာငါလက်ဖြတ်ပြီးတော့ခုပြောယာလီဟောအဒတ်အီဘရာဟီမ်အားလုံးကိုအာဇမ်ကိုတော့ရနော်အာဇမ်ကြီးအစတိအီဘရာဟီမ်မြတ်လားယာလီအတင်မြတ်လားကျွန်တော်အလီမြတ်ယာလီဘာကြောင့်လဲကုရ်အာန်ထဲမှာအစတိအီဘရာဟီမ်တတိယကဖြတ်သွားတဲ့အချိန်မှာဖြတ်တန်းသွားတဲ့အချိန်မှာအလောင်းတွေတည်တဲ့အရာတွေကိုမြင်တဲ့အခါကျတော့အစတိအီဘရာဟီမ်ကလက်ဖြတ်ပြီးသွားတော့ယာလာအီမန်မရှိလို့တော့မဟုတ်ပါဘူးကျွန်တော်မေးကြည့်တာကဒီဆွေးပြီးနေတဲ့အယိုးတွေကြာမတ်နေကြရင်ဘယ်လိုတားပါလဲအလ္လာဟ်ရှိတဲ့ကနေ့တာပေးတယ်အိုအီဘရာဟီမ်ငယ်လေးတော်ကိုယူအစိမ့်စိမ့်အမောမောလို့ကောင်းပေါ်ကနေပြီးရင်အတမ်းမဲ့အိဆောင်းအားအကယ်လို့အလီရဲ့အရှိမအလ္လာဟ်ရဲ့ဘာသာအကယ်လို့မတော်ရင်တော့အလီရဲ့အီမန်နဲ့အလီကကြောက်လို့ ဆဘာနအလ္လာဟ်Namaste, Hazrat Nuh alaihi salam. Namanya Hazrat Ibrahim alaihi salam. Nama dua Quran. Jangan Quran. Hazrat Musa alaihi salam. Firaun ye Shia ko lati ne thola ko wahi jana hai. Allah shika ka mai ne Musa nya ne thwati ro. Firaun ye tat dai la bi. Ei sa'an mathaba na ko Allah ye nabi ka khana ye kaaba ye apo ma mushrik ye jana ma sura ye tawba ko patya ke na patya ke na thau ne du ni ne ma na ne Quran ma tat ke du ne anyadi
တက်ပြီးထူလိုက်ညာရင်းနဲ့ပြီးတော့အစတန်လေးလိုက်ဆလာခါနာရဲ့ကာမာရဲ့အပေါ်မှာဘစ်မီလာဖတ်လို့မရတယ်စူရာရဲ့တောင်းပါကိုဖတ်ပြခဲ့တဲ့အချိန်အောက်မှာနားထောင်တဲ့လူတွေကမွတ်စလင်တွေကာဖတ်တွေမောင်လာတက်ခဲ့တဲ့လူတွေအများကြီးပဲဒါပေမဲ့မကြောက်တဲ့စူရာရဲ့တောင်းပါကိုဖတ်တယ်နံပါတ်3နံပါတ်4Hazrat Ismail အကြောင်းလေးပြောပြနံပါတ်4မှတ်ထားပါဒါမောင်လာရဲ့ဖဇာအင်အားလုံးလုံးကြံပြီးတော့ဒီမှာကိုယ့်ရဲ့ဉာဏ်ရည်ဒီလောက်ပြောပြနံပါတ်4 Hazrat Isa အလိုင်ဆလာမ်ပြောပြပါ Hazrat Isa Ismail အကြောင်း Hazrat Isa အလိုင်ဆလာမ်မရိယမ်တခင်ပါပြီးကိုဝင်ဆောင်တဲ့အချိန်မှာအိဆာအနတ်ခါခါနာရဲ့ကာဘာရဲ့အနာကိုရောက်လာတယ်အလ္လာဟ်ရှင်မြတ်ကအတန်ပေးတဲ့မရိယမ်ဆုံးမလို့နေရှိတဲ့နေရာကိုတော့ဆောင်းအပ်တော့အလ္လာဟ်ရဲ့နဗီဖြစ်ပါရဲ့ Hazrat Ibrahim အသက်ကြီးတဲ့အချိန်မှာပထမဦးဆုံးသားလေးရတယ် Hazrat Ismail အရန်ချစ်တာဟာဂျာတခင်မနဲ့ရတဲ့ကလေးပထမ Hazrat Ibrahim အိမ်တော်ပြုထားတဲ့စာရာတခင်မဘယင်မအဲ့ဒီဘယင်မရှိမှာဂျွန်မာလေးတယောက်ရှိတယ်ဟာဂျာအဲ့ဒါနဲ့ခင်ညာပေးလိုက်တယ် Hazrat Ismail မွေးလာအရန်ချစ်တာအသက်ကြီးမှာကိုယ်တဲ့ဂျွန်မာကလေးရလာတာအရန်ချစ်တော့အိမ်မက်ကမှာ Hazrat Ibrahim ကိုအလ္လာဟ်ရှင်ကအမိန့်ပေးတယ်Hazrat Ibrahim အိမ်မက်တဲ့အိမ်မက်ထဲမှာပထမတည်းရဲ့အိမ်မက်တဲ့ Hazrat Ismail ကိုကုရ်အာန်ကုရ်ဘာနီပေးဖို့အတွက်အသက်သေဖို့အတွက် Hazrat Ibrahim စဉ်းစားတယ်ဒါဆိုင်တာနဲ့ဝတ်ပါစားမလို့ဒုတိယတရားမဲ့တဲ့အဲ့ဒီတိုင်းစဉ်းစားတယ်တတိယတရားရောက်လာတဲ့ကတော့အဖေကောတားကောလည်းရောက်ဆုံးမဲ့တဲ့ Hazrat Ismail ကပြောတယ်အဖေသားကိုကုရ်ဘာနီခေါ်တော့မှတမန်တော်မြတ်ကြီးမက္ကာကနေပြီးတော့မဒီနာကိုဟိဂျရတ်လုပ်တဲ့အချိန်မှာတရားနဲ့ပဲအလီငါရဲ့အိယာကိုအိမ်လိုက်ပါဟုတ်တယ်အနေထားလေးတမန်တော်မြတ်ကြီးမရှိတဲ့နောက်ပိုင်းမှာမောင်လာရဲ့အနေထားလေးတမန်တော်မြတ်ကြီးရှိနေတဲ့အချိန်မှာအချက်6ချက်ရှိတယ်တမန်တော်မြတ်ကြီးမရှိတဲ့နောက်ပိုင်းမှာအချက်6ချက်ရှိတယ်ပထမတစ်ချက်ဒီဂျာမန်ကုရ်အာန်ကိုတော်မြတ်ကြီးပဲအသက်နဘူဝတ်ရပြီးတော့ပထမဦးဆုံး3နှစ်မှာပထမဦးဆုံး3နှစ်နေပြီးတဲ့အချိန်မှာတမန်တော်မြတ်ကြီးကိုဝဟီချလာတယ်ဝန်ဇစ်အရှိရတ်အလ်အကရဘီန်အေဂါယဟဘီဘ်နိုင်ရဆူလ်မိသားစုကိုအရင်ဆုံးဆုံးပါအဲ့ဒါကြောင့်ကျွန်တော်အိမ်ကနမတ်မှာပဲဂျမာအီနမတ်မှာပါ
တိယတိုင်းတဲ့မှာပြီးအဲ့ဒီအိတ်တာပေါ်မှာမကာကနေရတဲ့ဒီကတမန်တော်ကြီးကိုလုံချံဖို့အတွက်ကိုပြနေတာကျွန်တော်တို့မွတ်စလင်တွေကိုကြည့်တော့နိုင်ရဲ့ဂျာမရှိဘယ်လိုလဲဆိုတာယတိရကိုတော့မချင်ညာသေးဘူးငယ်စင်ဘဝကလေးကပြနေတာနိုင်ရဲ့ဂျာမရှိဒီမှာဆိုတာဟုတ်တယ်မလားဒါလည်းမွတ်စလင်တွေဆောပါကျွန်တော်ရဲ့စိတ်တွေကျွန်တော်ရဲ့နှလုံးသားတွေကိုမောင်းလာရဲ့ပါပဲသွားကြရအောင်ဒီတော့ပဲကျွန်တော်သွားကြရအောင်မောင်းလာမှာမဒီနာမြို့မှာနေပြီးတော့မှဘာဖြစ်လို့ဘာလို့ဒီချေတာလဲဘာလို့မောင်းလာပါမှာပို့ချူတာဒီနာကမဒီနာမှာဘာဖြစ်လို့ဘာလို့ပို့ချုပ်တာလဲအဲ့ဒါစာဖတ်တဲ့အခါကျရင်မောင်းလာရဲ့အကြောင်းများများစာဖတ်တယ်များသိတယ်များသိများယုံကြည်မှုတွေဖြစ်လာမယ်မောင်လာရဲ့ရမ်စာနဲ့ဆက်ရှိဝါညာမှာမောင်လာအမြဲကုရ်အာန်အာယတ်မာဝါအဒ်အလ္လာဟ်ဝါရဆူလဟ်မာဝါအဒ်အလ္လာဟ်ဝါရဆူလဟ်အလ္လာဟ်ပေးတဲ့ကတိရဆူလ်ပေးတဲ့ကတိရောက်လာပြီမောင်လာဆက်ရှိဝါရဲ့ညာမှာမစဂျစ်ဒီကူပါကိုသွားတယ်နာဖီလ်နမတ်ပတ်တဲ့အလောကလာတယ်အစ်နေမိုလ်ဂျင်ပါလို့တဲ့အာလိုအီမာမ်ဆန်ဘာဝဆန်ရောက်လာတယ်မောင်လာရဲ့ခန္ဓာကြီးကိုအိမ်ဘက်ကိုခေါ်သွားတယ်မောင်လာတတိယတစ်ချက်မရတဲ့ချက်ဖြစ်နေတဲ့အချိန်မှာဘေးမှာရှိတဲ့သူတွေပါပြောလဲဆိုရင်အဆန်ရဖို့လိုက်ရတာရဲ့ဗီတာအကျေကြီးမငုံနဲ့ဦးဆိုင်အကျေကြီးမငုံနဲ့နိုင်နေမှာငါသမီးလေးစိတ်နှပ်ရှိတယ်သူချားသွားတယ်မောင်လာတတိယရအဲ့ဒါကိုအိမ်ကိုခေါ်သွားတဲ့အချိန်မှာအာလိုအမေကုစုံအတတိဆိုင်နောက်ကပြေးလာတယ်ဘာဘာဂျန်ဘာပြေးလာတယ်မိန်းကလေးတွေမလားသမီးတွေမလားဘေဘေသူတို့ရဲ့ခံစားချက်ကလေးတွေကိုပြောပြတယ်ရမ်ဇန်နဲ့19ပါးရောက်သွားတယ်မောင်လာရဲ့ဥကောင်းမှရှိတဲ့ဇရဘတ်ရဲ့တားရဲ့တရားအင်မတန်နေဆိုင်တဲ့အတွက်ဝါဒစဲတဲ့ရောက်ရောမောင်လာရဲ့ရှာဒတ်ပြီးတဲ့မောင်လာရှာဒတ်မပြီးခင်မှာအာလုံးသားသမီးတွေကိုဝစီယတ်လုပ်တယ်အီမာမ်ဆန်အလိုင်စလာမ်ကိုမာတယ်အတေဟာကျွန်တော်မကြည့်တဲ့နောက်ပိုင်းမှာအီမာမ်ဆန်အလိုင်စလာမ်နောက်ပါတယ်အဇန်ဆိုင်နပ်ကိုမာတယ်အဲ့ဒီအချိန်မှာတာလီနဘာကြီးတယ်အဲ့ဒီရဲ့သူနာမည်ကအဘတ်ကအမေရဲ့ကျွန်တော်ကလေးကိုဘယ်ပြီးတော့မှကိုနေရချင်းမောင်လာလေးလိုက်ကျွန်တော်ကအဘတ်လာပြီးရဲ့ချင်းဝင်တဲ့နာကမှာဆိုပြီးတော့မှမောင်လာကစတဲ့ဘတ်ကိုမိမိရဲ့ရှင်မပေါ်နေပြီးတော့မှဝစီယတ်လုပ်တယ်အဇာဒါရနဲ့မောင်လာဘာဝစီယတ်လုပ်တယ်တော့ကျွန်တော်မသိဘူးဒါပေမဲ့ကာဗလာမှာပြလိုက်တယ်ယာမောင်လာကျွန်တော်ကိုလာမောင်လာရဲ့ကနာနာကိုအီမာမ်ဆန်အလိုင်စလာမ်ဂုဆူလ်ပေးတယ်ကဖန်ပေးတယ်ဂျနာဇာပတ်ပေးတယ်ယာဒီအတေးနာမဆန်ချီတယ်ကာဗလာမှာနေဟူစိန်ရဲ့နာတ်ကတော့ရဲ့တဲ့နာကဖန်ရဲ့ယာဟူစိန်Fatima,
ہے علی 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 مولا علی رو رو کے علی کیوں لیتے ہیں زینب کا نام مصلی پر کہ علی کیوں لیتے ہیں زینب کا نام مصلی پر کیا یاد علی کو آیا ہے بازار شام مصلی پر کہ علی کیوں لیتے ہیں زینب کا نام مصلی پر کہ علی کیوں لیتے ہیں زینب کا نام مصلی پر خون جاری تھا زخمی سر سے روتے تھے نمازی صف میں کھڑے خون جاری تھا زخمی سر سے روتے تھے نمازی صف میں کھڑے کس طرح حسن نے رو رو کر کی فجر تمام مصلی پر کہ علی کیوں لیتے ہیں زینب کا نام مصلی پر کہ علی کیوں لیتے ہیں زینب کا نام مصلی پر کیا ماں کی طرح لینے تم کو مسجد میں چلی آئے زینب کیا ماں کی طرح لینے تم کو مسجد میں چلی آئے زینب بابا کو جا کر دو فضا میرا پیغام مصلی پر کہ علی کیوں لیتے ہیں زینب کا نام مصلی پر کہ علی کیوں لیتے ہیں زینب کا نام مصلی پر زخمی پہلو جب یاد آیا زخمی پیشانی بھول گیا زخمی پہلو جب یاد آیا زخمی پیشانی بھول گیا زغرا کی مصیبت پر رویا مظلوم امام مصلی پر کہ علی کیوں لیتے ہیں زینب کا نام مصلی پر کہ علی کیوں لیتے ہیں زینب کا نام مصلی پر یہ پہلی فجر ہے زینب کی سجدے میں سکون ملتا ہی نہیں یہ پہلی فجر ہے زینب کی سجدے میں سکون ملتا ہی نہیں دل ڈوبتا ہے آتا ہی نہیں ایک پل آرام مصلی پر کہ علی کیوں لیتے ہیں زینب کا نام مصلی پر کہ علی کیوں لیتے ہیں زینب کا نام مصلی پر دیوار کعبہ بیٹھ گئی الحمدللہ میں ڈوب گئی دیوار کعبہ بیٹھ گئی الحمدللہ
سے ملا ہے مولا کو، کیسا انعام مصلی پر کہ کیوں لیتے ہیں زینب کا نام مصلی پر کہ کیوں لیتے ہیں زینب کا نام مصلی پر۔ اس غیرت دار کی غربت پر روتی ہے علی کی غربت بھی، اس غیرت دار کی غربت پر روتی ہے علی کی غربت بھی۔ 40 برس جو کہتا رہا شام شام مصلی پر کہ کیوں لیتے ہیں زینب کا نام مصلی پر کہ کیوں لیتے ہیں زینب کا نام مصلی پر۔ شبیر کی جانب سے اکبر قاتل کو پلایا تھا شربت، شبیر کی جانب سے اکبر قاتل کو پلایا تھا شربت۔ جب یاد علی کو آیا تھا ایک تشنا کام مصلی پر کہ کیوں لیتے ہیں زینب کا نام مصلی پر کہ کیوں لیتے ہیں زینب کا نام مصلی پر۔ علی 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 مولا علی